မဲမင်္ဂလာပါလူသွားမယ်စားမယ်ဖိတ်မှပြန်လဲကြိုဆိုပါတယ်ဒီဘလော့လေးကတော့ချစ်ရတဲ့ညီမလေးတွေအတွက်တငင်းဒီအုံတို့ချက်လေးလူကျွေးမဲ့ဘလော့လေးပဲဖြစ်ပါတယ်ဒီတငင်းပင်ကြီးကတော့ဖျားချောင်းကဆောက်လုပ်နေစေအဆောက်အဦတစ်ခုနဲ့မလွတ်လွတ်ဆိုပြီးတော့ခုတ်လဲချင်းခံလိုက်ရပါတယ်အဲ့တော့လူတို့ကဂွင်ပဲဆိုပြီးတော့ဘလော့ထားရိုက်ပါတယ်ရှင်အောက်မှာလည်းအများကြီးပဲမအောက်မှာလည်းအများကြီးတီးနေရတယ် โอเคอันนี้กันเนาะ ဒီနားလုံးဖေးရမှာ then โอเคဒေကတော့မလာကြလို့ဒါလိုက်အခုခွာပြမယ်နော်အတူပုံစံတယ်မျိုးလေးအဲ့လိုမျိုးလေးအဲ့ဒါကိုစစ်ချူလိုက်လေးချူပြီးရင်စလုံးယူမယ်ပြီးဒီအရာလေးတိုင်းပဲချက်လဲလိုက်ရင်အမျိုးလေးပါအမွာဘူးလေးလည်းပါတယ်ဒါဆိုရင်လည်းဝိုင်းဩအမွာဘူးဒီအားလုံးခွာလို့ပြီးပါပြီရှင်ကျမောက်တီးစားရင်တငင်းတီးလေးတွေခွာတယ်ဆိုတော့တတရရပါပဲရှင်လူရဲ့ညီမလေးတွေကတော့မီးမွေးထားပါပြီမီးတောက်ပြီဆိုရင်တော့တငင်းတီးပြုတ်ပါတော့မယ်လူတို့ကတငင်းတီးကိုနေရီပြုတ်ပါတယ်ပထမအရင်မှာတော့မီးတွေးခဲရေစတီဆိုရေတငင်းတီးအခွန်ရေထည့်ပြီးတော့ပြုတ်ပါတယ်ဒုတိယအရင်မှာတော့ထညက်ပဲထည့်ပြီးတော့ပြုတ်ပါတယ်ရှင်အစိတ်တငင်းတီးအစိတ်နဲ့တက်တာအောင်လို့ထည့်ရခြင်းဖြစ်ပါတယ်တငင်းတီးအစိတ်တက်တာလားမတက်တာလားတော့မသိပါဘူးလူကြီးတွေပြောလို့ရတာပါရှင်ပေးစံရဝင်ပြီရင်ကြီးအောင်ပါရှင်တပူကို3500သူကထားမှာစေသူကထားမှာစေဒါတပူလေးတယ်ကျမ900စိုက်ခဲ့နော်900ရင်းရတယ်ဒီညင်းဒီအုံလို့ချက်ပေါ်တဲ့လိုအပ်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်စားအနေငယ်ရင်အုံလို့ရင်တကြားရေပဲဖြစ်ပါတယ်ရှင်ဒီဒီကိစ္စနဲ့စားရကြပါလေခုပုံနဲ့တက်စားရကောင်းပါလေဒါကြောင့်တခြားဘောကနေတက်စားပါလေအားလေးရှိပါလေပဲဟုတ်လားပါပါဟိုဒီမနေ့မှစားရင်မနေ့မှပြုတ်ထားတဲ့တငင်းဒီအခွန်လေးတွေတွန့်တူကွာလာပြီဆိုရင်တော့ပထမအရေးလေးရပါပြီပထမတစ်ချိန်ပြုတ်တာပြီးပါပြီရှင်ဒုတိယတစ်ချိန်မှာတော့တညက်လေးထည့်ပြီးတော့ပြန်ပြုတ်ပါမယ်နော်ရေအေးထည့်ပါမယ်ပထမတရေပြုတ်ပြီးတဲ့အချိန်မှာဒညင်းဒီကွာနေတဲ့ဒညင်းဒီရဲ့ခွန်လေးတွေကိုလုံးဝခွာပေးရမယ်နော်ခွာပြီးမှပဲဒုတိယတစ်ချိန်တညက်လေးနဲ့ပြန်ပြုတ်ပါနော်တကယ်အမှန်ကပဲကဲဒါလေးမလေးပူတာနောက်ထူမယ်နည်းခဲအောင်မလားအခုလူပြနေတဲ့ဒညင်းဒီအလဲမှာရှိရဲ့အဆန်လေးသေးလေးကိုအရင်ထုတ်ပါမယ်နော်
အစိတ်တအောင်လို့ပါပြီးမှအဲ့ဒီတညင်းဒီချမ်းလေးတွေကိုထုပါမယ်တညင်းဒီပြပြလေးဖြစ်သွားအောင်ထုပါမယ်ရှင်ထုလေးပါပြီရှင်မသိရင်တော့ပွဲကြီးတဲ့ပွဲကိုကျွေးတော့မလို့ပါပဲเนาะတကယ်တော့လူ10ယောက်လောက်ပဲစားမှာပါအုံတို့စားချက်နေပါပြီရေပပွက်လေးစုနေတဲ့ထဲမှာအုံတို့တုံးဘူးကိုထည့်လိုက်ပါတယ်ပြီးရင်စားရင်တကြားရင်တစ်ခါလေးထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့မွေပြီးကြေပြီးဆိုရင်တော့ခုနထုထားတဲ့ဒညင်းတီးတွေကိုအားလုံးကိုထည့်ပြီးတော့ချက်လိုက်ပါတယ်ရှင်ရေလေးတစ်နဲ့ခမ်းပြီးဒညင်းတီးထဲမှာအုံတို့လေးတွေဝင်စိတ်ဝင်သွားပြီဆိုရင်တော့ချက်ပါပြီရှင်လူတို့သုံးတဲ့ ready made ဘူးမသုံးမဲနဲ့အုံတို့ကိုယ်တိုင်ချစ်ပြီးကိုယ်တိုင်ညစ်ထားတဲ့အုံတို့အရေကိုတုပ်တယ်ဆိုရင်တော့ပို့ပြီးတော့အရသာရှိပါတယ်ပို့ပြီးတော့ကောင်းပါတယ်လူတို့တော့နည်းနည်းလေးအဲ့ဒီလေးကနည်းနည်းလေးလောသွားလို့ ready made ကိုသုံးလိုက်ရတာပါရှင်အချက်နေရလို့ရှိတာတော့နေရမယ်လားမွေးမအားပါမအိုးနည်းနည်းလေးတော့ရရမပြန်ချနော်ရပါပြီကြိုက်ပြီနော်အချိုးတော့သေးလားလို့တော့နော်ဆိုရပြီနော်ရမ်းမှာထောင်းပတ်ပြီးလိုက်ယောဟိုဒါလေးနဲ့များလားသူတို့အဲ့ဘာရေးလေးနဲ့အေးကဲအခုတော့လူတို့ကိုယ်တိုင်ချက်ထားတယ်အဲ့ဒါဆရာလေးတက်ပြလိုက်နော်တေးချာလေးချက်ထားတယ်ဒညင်းဒီအုံတို့ချက်လေးရပါပြီရှင်စားကြပါဦးရှင်